မင်္ဂလာပါအခုကျွန်တော်လာပြပြမဲ့တဲ့တင်လေးကတော့မနေ့ည9နာရီလောက်ကမြန်မာနိုင်ငံသားတို့ဒီစိုက်ကင်မောင်းရင်းနဲ့အရှိန်မထိန်နိုင်တဲ့အတွက်ဒီတရားအောက်ကိုပြုတ်ကျသွားတဲ့ပြည်စင်ကိုတော့ပြောပြမှာဖြစ်ပါတယ်ပြည်စင်လေးကတော့မနေ့ည9နာရီမှာဖြစ်သွားတာကတော့အယုထရာမျိုးမှာပေါ့နော်အဲ့ဒါမြန်မာနိုင်ငံသားတို့ကစိုက်ကင်စီပြီးတော့အရှိန်ကိုမထိန်နိုင်တဲ့အတွက်တရားအောက်ဝင်ကြုံတော့တရားအောက်မှာရောက်စလုံးပြုတ်ကျသွားတာတရားမှတန်ရမရရှိဘူးဘာကြောင့်လဲဆိုတော့တရားအောက်မှာရည်ပဲရှိတယ်ဆိုတော့ဒီခိုင်မှုတော့နည်းနည်းပါးပါးပဲရှိပါတယ်နောက်လို့ရှိရင်စိုက်ကင်ကတော့ဖက်စီမှုတွေအများကြီးရှိပါတယ်သူများစိုက်ကယ်လာသူတို့စိုက်ကယ်လာတော့ကျွန်တော်တည်ကြမတည်ပါဘူးပျက်စီးစိုက်ကယ်တွေကတော့အများကြီးပျက်စီးသွားပါတယ်။သူများစိုက်ကယ်ကိုငားမယ်ဆိုလို့ရှိရင်သူများစိုက်ကယ်ကိုတည်ကြလေး view စိုက်ပြီးမောင်းလို့ကျွန်တော်ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့စိုက်ကယ်တစ်စီးက5000လောက်တော့ပေးရမှာပေါ့။ကိုကသူများစိုက်ကယ်ကိုစီးပြီးအဲ့လိုမျိုးပစ္စလက်ခါစီးတဲ့ဆိုရင်နောက်တစ်ခါလည်းသူများလည်းစိုက်ကယ်ကိုမငားတော့နောက်ပြီးလို့ရှိရင်အခုစိုက်ကယ်ပြင်ဖို့အတွဲကလည်းပတ်စံတွေအများကြီးကုန်ကမှာဖြစ်ပါတယ်။ဒီတဲ့ပုံစံကလည်းထိုင်းစကားပြောတတ်မဲ့ပုံမပေါ်ဘူး။ဘာကြောင့်လဲဆိုတော့သူများမေးတာကိုသူကပြုံးသစီးနဲ့ဒီအရက်ဘူးနေတာလားအခုတော့အခုပဲပေါ့နော်အဲ့ဒါကြောင့်သူအနီးနားမှာရှိတဲ့လူတွေလည်းမြန်မာနိုင်ငံသားတွေလာပြီးတော့ဒီလာပေးကြတာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒုနနေရခက်ခဲဖြစ်မှာဆိုပြီးတော့ဒီတခြားသူတွေလည်းလာပြီးတော့ပူကြီးလာတောင်းကြတာပေါ့နော်ဒီကိစ္စရေးသမားတွေလည်းလာပြီးတော့ပူကြီးတယ်ခဏလေးပဲကိစ္စရေးတွေကဖိုက်ကေဘူးထောက်ပြီးတော့သူတို့နေရာကိုကေလိုက်တော့ပေါ့နော်နိုင်ငံမှာနေလို့စီလင်းမလေးနေပြီးတော့ဒီအလောက်ကိုကြိုးစားပြီးတော့စိုက်ကစီလို့နေတဲ့တေးစာပြူဆိုင်စီကြပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာပါအခုကျွန်တော်လာပြောပြမယ့်သတင်းလေးကတော့ဒီနေ့မနေ့ပဲဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ကိုလာပြောပြမှာဖြစ်ပါတယ်ဖြစ်စဉ်လေးကတော့ထိုင်းနိုင်ငံချုံဘူလီမှာအသက်40နှစ်အရွယ်အမျိုးသားတဦးက12ဘိန်းကားကိုစီးလာပြီးဒီ transformer ဘုံဓာတ်တိုင်ကြီးကိုသူတိုက်ချလိုက်တာဓာတ်တိုင်ကလဲကြပြီးတော့ဒီအနီးနားမှာရှိတဲ့ဓာတ်တိုင်တွေအကုန်လုံး12တိုင်လုံးကျိုးကျတော့အောင်သူတိုက်ချလိုက်တာဖြစ်ပါတယ်။ဘာကြောင့်အလောက်ထိတော့အချိန်ပြင်းနဲ့တိုက်ချလဲဆိုလို့ရှိရင်သူကအရက်မူပြီးတော့ဒီကာမောင်းတာပေါ့နော်ကာမောင်းတဲ့အချိန်မှာဒီမျိုးအကွေ့ထဲမှာဒီအချိန်ကပြင်းနေဆိုတော့ဒီဗလိတ်နင်းလို့မရဘူးဗလိတ်နင်းလို့မရတဲ့အတွက်သူကဓာတ်တိုင်ကိုတွားပြီးတော့တွားကြုံထက်လိုက်တာဖြစ်ပါတယ်ပျက်စီးမှုတွေကတော့ဓာတ်တိုင်ပါပဲလူအဲ့ဒီနီးနားမှာရှိတဲ့အိမ်တွေကားတွေဘာမှတော့ထိခိုက်မှုမရှိဘူးနောက်ပြီးလို့ရှိရင်သူကတော့ထိခိုက်မှုအနေငယ်ရောက်သွားတယ်နောက်ပြီးလို့ရှိရင်ဓာတ်တိုင်တွေ12တိုင်ကျော်လောက်ကဒီလဲကျသွားတော့ပေါ့နော်ကန်ကားလို့လူတွေကားတွေမတွားလာဘူးအဲ့ဒီနေရာမှာဒီလိုဖြစ်စဉ်ဒီတစ်ခါလုံးကချင်းမိုင်မှာဒီရေရောင်းပြီးတော့ကားမောင်းတဲ့လူငယ်တူကဒီဓာတ်တိုင်ကိုတိုက်ချလိုက်တာဒီဓာတ်တိုင်20နဲ့တိုင်လဲကျတဲ့ဖြစ်စဉ်လေးကိုလည်းကျွန်တော်ပြောပြပါတယ်အဲ့ဒီကလေးကအခုဆုံးသွားပြီပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီအချိန်ပြင်းနဲ့တိုက်ချလိုက်တာဓာတ်တိုင်12တိုင်လုံးချိုးကျသွားတာဖြစ်ပါတယ်အခုဒီအမျိုးသားလည်းအသက်40နှစ်အရွယ်နောက်ပြီးလို့ရှိရင်သူကားမောင်းတာအရက်မူပြီးကားမောင်းတယ်နောက်လို့ရှိရင်တော့ဓာတ်တိုင်တွေလည်းအများကြီးပျက်စီးသွားတာပေါ့နော်12တိုင်အခုသူကတရားဥပဒေအရာသူရင်ဆိုင်ရအဲ့ဒါကြောင့်ကျွန်တော်ဒီတင်းပို့လာပြီး sharing လာလုပ်သွားပေးပါဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးအပေါင်းလေးနှိပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးပါတယ်